ဒီနေ့ day 2 အတွက်လေ့ကျင့်ခန်းဖြစ်ပါတယ်နံပါတ်1 key push up exercise ဒီလေ့ကျင့်ခန်းကတော့ရင်ဘတ်ကျွတ်တာပခုံးလက်မောင်းဘိုက်ကျွတ်တာထိရောက်စေတဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်12ကြိမ်3ကြော့ဆော့ရပါမယ်ဒူးကောင်းထောက်လိုက်မယ်ကိုယ့်ရဲ့လက်ဖနှောင်းကိုမျက်နှာတက်တဲ့ထောက်လိုက်မယ်အခုဆော့ပြထားတဲ့ပုံစံတိုင်းလက်ကို45ဒီဂရီကွေးပြီးတော့ရင်ဘတ်ကိုကြမ်းခဲနဲ့ထိအောင်ဆော့ရမှာဖြစ်ပါတယ်အခုလိုမျိုးပခုံးနဲ့တစ်ဖြောင်းတဲ့ထထောင်စစ်ကိုထားမယ်ဆိုရင်ပခုံးအင်ဂျူရီရသွားနိုင်ပါတယ်ဒါကြောင့်မို့ထထောင်စစ်ကို45ဒီဂရီသို့မဟုတ်85ဒီဂရီလောက်ရှိုးပြီးတော့အခုလိုမျိုးရင်ဘတ်ကိုညစ်ပြီးတော့ဖြည်းဖြည်းမှန်မှန်လေးသွားရမှာဖြစ်ပါတယ်12ကြိမ်တစ်ခေါက်ပြီးသွားပြီဆိုရင်စက္ကန့်30သို့မဟုတ်10မိနစ်လောက်နားပါမယ်ပြီးမှနောက်ထပ်တစ်ကြော12ကြိမ်ထပ်ဆော့ရပါမယ်အခုလိုမျိုး3ကြောလောက်ဆော့ပါမယ်3ကြောပြီးသွားမှသာလည်းရင်10မိနစ်သို့မဟုတ်2မိနစ်နားရပါမယ်ပြီးသွားပြီဆိုမှနောက်ထပ်အသစ်တစ်မျိုးကိုဆော့ပါမယ်